စာပေဟောပြောပွဲကိုဖျက်ဆီးတာစာရေးဆရာဟုတ်တယ်စာပေကိုဖျက်ဆီးတာစာရေးဆရာတော့တန်လို့ချင်တကယ်တော့အောင်တန်းကြတဲ့ပုံကိုယ်တွေတော့တန်လို့ချင်တော့တတ်မတော်မကောင်းကြောင်းပြောရင်လက်ခုပ်တီးအောင်လူဘိန်းတွေကလူဘိန်းတွေအဲ့ဒါဖြစ်တကယ်တတ်မတော်တန်းကြီးမရှိတော့ချင်းဦးညိုများအရင်တော့ဘုန်းကြီးတော်တော်လေးစားတဲ့ပုံတော့ကြည့်ကိုမရအောင်ဖြစ်နေအဲ့ကောင်တော်တော်ချင်းဘုန်းတော်လျှောက်ပြောဟိုတနေ့တော့လည်းငါရေးတယ်မဟုတ်ဘာရည်ရွယ်ချက်နဲ့ပြောရည်ရွယ်ချက်ရှိရဟောပြောပွဲဆိုတာဘာလို့ရည်ရွယ်တာချစ်ဖို့လားနိုင်ငံကောင်းဖို့လားမဟုတ်ဘူးမဟုတ်ဖို့ရည်ရွယ်တာလူတွေနဲ့မလိုက်ဘူးစာရေးဆရာနဲ့မတန်မလိုက်လူတွေတကယ်တော့ခွန်ကြီးတွေတော်တော်နိုင်ငံအတွက်လူမျိုးတွေတော်တော်ကိုရင်လေးတော့ဟုတ်မိုးတရားတွေဒီတဲ့ရင်ထဲကိုရိုက်သွင်းတဲ့ဟာစိုင်းဆရာမဟုတ်စိုင်းဆရာမဟုတ်စိုင်းဆရာကတယောက်ချစ်အောင်ပြောချစ်အောင်ပြောရဟိုအာဃာတတွေဆိုပြောက်အောင်ပြောရတာအဲ့လိုမျိုးပြောရတာအချင်းချင်းစီးအောင်ပြောအောင်အဲ့ဒါညီညွတ်အောင်ပြောရမှာလေမကောင်းမင်းအိမ်ကောင်းမင်းအိမ်ကြီးတဲ့ကဲဟုတ်တယ်မကောင်းမင်းအိမ်ကောင်းမင်းအိမ်ကြီးတဲ့ဘာဥဒုဝဲတယ်ဟုတ်တယ်ဒီပေါက်ပြတာကောင်းတယ်လေကိုအိမ်ဟမ်အေးဥစ္စာဘုညာအခုကြပြားပြောရင်းနဲ့မေ့သွားတယ်မကောင်းမင်းကောင်းမင်းဒီဥစ္စာကြီးပေါက်နေတယ်ဆိုခါကြမယ်ခါကြမယ်အခုကမြန်မာလူမျိုးလက်ညှိုးထိုးအောင်မုံအောင်ကွဲအောင်လုပ်ကြတာဒါကမဟုတ်ဘူးဟုတ်တယ်အမှန်ကြောင့်ဘုန်းကြီးပြောတယ်ဒီတခါဘုန်းကြီးစာပေတော့ဒကာကြီးဒါပြည့်စာပေဟောပြောမနဲ့ဖွင့်ပြောမှာဖွင့်တဲ့ခါကျဒကာကြီးခွန်ကြီးတို့ကအခုဒကာကြီးတို့ပြောမှာဒီကကောင်းကောင်းပြောမယ်ဟုတ်တယ်ကြပြားတွေဒီလောက်ကောင်းကောင်းလေးအများကြီးပဲ